Alright ကို့မှာပတ်စံလည်းမရှိဘူးဒါပေမဲ့တင်တဲ့နေတွေတက်ချင်တယ် Coursera တို့ဘာတို့မှာသုံးဖို့ဆိုလို့ရှိရင်အင်္ဂလိပ်စာကအားနည်းချက်ဖြစ်နေရဆိုလို့ရှိရင်ဒီနည်းလမ်းလေးကိုသုံးပြီးတော့ကိုတင်ချင်တဲ့ course တွေကိုတင်ချင်တဲ့အရာတွေကို AI ကိုသုံးပြီးတော့တင်လို့ရပါတယ်ဒါတွေကိုတင်ဖို့ဆိုလို့ရှိရင်တော့အရင်ဆုံး ChatGPT ကို browser version လိုအပ်ပါတယ်ကျွန်တော်ဖုန်းမှာတော့နောက်ဆုံး update တွေမရတော့တဲ့အတွက် browser version ကိုသုံးလိုက်တာပါbrowser version နဲ့ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ ChatGPT ထဲမှာ new project တခုခေါ်ဖို့လိုပါတယ်။ဒါတော့ကျွန်တော်အရင်လုပ်ထားပြီးသားပေါ့နော်။သုံးထားပြီးသား project အဟောင်းတွေပေါ့။အခုဆိုကျွန်တော် learning marketing ဆိုပြီးကျွန်တော် new project တခုလုပ်ထားပြီးသားရှိတယ်။အဲ new project တွေဝင်ပြီးွားဆိုတာနဲ့ conversation တခု create လုပ်ရမှာပေါ့နော်။ conversation ကိုမစခင်ကျွန်တော်တို့အရင်ဆုံး steady and learn ဆိုတဲ့သူ့ရဲ့ feature ကို select မှတ်ပေးဖို့လိုတယ်။အဲ့ဒါမှတ်ပေးပြီးတော့မှကိုတင်ကျင်တဲ့တင်တဲ့ course ပေါ့နော်ကိုကဘာတင်ကျင်လဲဆိုတော့သူပြောမယ်ပြောပြီးလို့ရှိရင်သူကကိုဘာအတွက်တင်မှာလဲဘာကြောင့်တင်မှာလဲဘာတွေတင်မှာလဲဆိုပြီးတော့ပြန်ပြီးတော့ identify ပြန်လုပ်တယ်ပေါ့နော်ဒါကတော့သူထုတ်ပေးထားတဲ့ curriculum ပေါ့နော်ဒီမှာဆိုလို့ရှိရင် phase 1 2 3 4 5 6အထိပါတယ်phase တစ်ခုချင်းစီမှာ phase 1မှာဆိုလို့ရှိရင်ဘယ် course တွေပါတယ်ဘာတွေပါမယ် phase 3မှာဆိုလို့ရှိရင်ဘယ် lesson တွေပါတယ်စသဖြင့်ပေါ့နော်သူကကို roadmap တစ်ခုပြပေးထားတယ်ပြီးရင် lesson 2ကိုမသွားခင်ကိုယ့်ရဲ့အဖြေမှန်မမှန်ကိုသူက feedback ပြန်ပေးတယ်မှန်တယ်ဆိုမှသူက lesson 2ကိုသွားခိုင်းတယ်lesson 2ကိုသွားမယ်ဆိုလို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်ကျွန်တော်ကိုproduct 3ခုတည်းတစ်ခုရွေးခိုင်းပြီးတော့အဲ့ဒါကိုဘယ်လောက်ထိတည်လဲဆိုတော့သူမေးတယ်ပေါ့နော်ကျွန်တော်နဲ့ရင်းနှီးဆုံး product တစ်ခုကျွန်တော်ရွေးပြီးတော့ကျွန်တော်သူ့အဖြေပြန်ပေးတယ်အဲ့ဒါကိုသူက feedback တွေပြန်ပေးတယ်ပြီးလို့ရှိရင်လိုနေရရှိရင်သူထပ်ပြီးပြင်ပေးတယ်ဒီလိုနည်းနဲ့ကျွန်တော်တို့ကကိုတင်ကျင်တဲ့တင်တန်းတွေကိုပတ်စံတစ်ပြားမှပေးကြမလို့ပဲ AI နဲ့မြန်မာလိုပဲအခုလိုမျိုး lesson by lesson free တင်သွားလို့ရပါတယ်